Hello မင်္ဂလာပါရှင်အခုပြပေးတာကတော့နှစ်ချက်သားဆွဲကြိုးနဲ့ငါးမူသားလက်စွပ်ပြီးတော့နှစ်ချက်သားဟမ်ချင်းလေးနဲ့ပြပေးတာဖြစ်ပါတယ်ရှင်ဟမ်ချင်းလေးကတော့ချစ်စရာလေးပါဆွဲကြိုးလေးလည်းရမ်းလာတယ်နော်ဟန်ချင်းမှာတော့လောက်ကလေးနှစ်ခုပါပါတယ်ရွှေဦးလေးရောရွှေအတုံးလေးရောပေါ့နော်သူကဖောင်းကြလေးပုံစံလေးခတ်ထားတာချစ်ဖို့ကောင်းတယ်နော်ဆွဲကျူးကတော့တူတူကက်ကလေးကြိုက်တဲ့သူတွေအတွက်အဆင်ပြေပါတယ်လိုင်းလေးလည်းတည်တည်ချာချာကြစ်ကြစ်လေးလှုပ်ထားပြီးတယ်ပေါ့နော်ချစ်စရာကောင်းပါတယ်လေပင်တူတူကက်ကလေးနော်စောစောဗီဒီယိုထဲမှာတော့ဝတ်ပြထားပြီးတယ်ပေါ့နော်ဒါကတော့တီးတန့်လေးတင်ပေးလိုက်တာပါလက်စွပ်ကကြတော့လိုင်းကွန်ဒိုဆိုပြီးတော့6တန်းသွားလေးပါအောက်ကတော့9တန်းသွားလေးပေါ့နော်ပေါ်မှာမျက်နှာပြင်မှာတော့6တန်းလေးပေါ့နော်ကွန်ဒိုလိုင်းလေးပါဒါတွေအကုန်လုံးပေါင်းစုစုပေါင်းအခုပြပေးတာလေးဆိုရင်၄ချက်ခွဲတာဖြစ်ပါတယ်ရှင်ဆွဲကျိုး2ချက်သားဟန်ချင်းက2ချက်သားလက်စုပ်က9မူသား၄ချက်ခွဲသားလေးကိုပြပေးလိုက်တာဖြစ်ပါတယ်ရှင်တစ်ခုချင်းအားပေးလို့ရတယ်လို့တစ်ဆက်လုံးအားပေးမယ်ဆိုလေအားပေးလို့ရပါတယ်အရန်လာတယ်နော်